ကဲဆိုအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့တင်ပြီပါဒီနေ့မှာတော့ကျွန်တော် Minecraft ဆော့မှာပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ကျွန်တော် Survival Series ဆော့မယ်ကျွန်တော်ရဲ့ series နာမည်ကတော့ Trail of Timmy ပေါ့နော်ဆိုတော့ကျွန်တော်ထောင်တာတော့တိတ်မကြသေးဘူးစောမှထောင်တာဆိုဝင်လိုက်အောင်ဘာမှမလုပ်ရသေးဘူးခုမှလုပ်မှာပေါ့နော်စာပါထဲမှာဆိုခဏဆော့နေအောင်ဆိုတော့ကျွန်တော် reward ရရောက်ပြီဆိုတော့ကျွန်တော် reward ရောက်တာနဲ့ Minecraft ရဲ့ထုံးစံတိုင်းတစ်ပင်စားခေါ်မှာပေါ့နော်ကျွန်တော်တစ်ပင်ရေခုတ်လာတစ်ပင်ခုတ်လာအောင်လေဗျဆိုတော့ကျွန်တော်တစ်ပင်ပြီးသွားရင်နောက်တစ်ပင်တော့ခုတ်ပါမယ်ခုံးမယ်ပေါ့နော်ကျွန်တော်တပင်ခုံးလိုက်မယ်ဆိုတော့ကျွန်တော်တို့အပင်ခုံးမှာကြာမှာဆိုတော့ကြော်လိုက်မယ်ဆိုတော့ကျွန်တော်တို့လောလောဆယ်အပင်ခုံးပြီးသွားပြီပေါ့နော်ဆိုတော့ stick တွေလုံးမယ်ပြီး crafting table လောက်အောင်နော်တတားတုံးနေလဲလောက်ထားလိုက်မယ်အိမ်ဆောက်ဖို့ပေါ့နော်ဆိုရပြီcrafting table ရပါမယ် crafting table ရရင်တော့ရပါပြီအဆင်ပြေသွားပြီနော်crafting table နဲ့လောက်ရရှိရလေးကျွန်တော်လုံးလာအောင် so crafting table ကိုဒီနားမှာချလိုက်ဒီနားမှာချလိုက်မယ်ဒီညောင်ကျွန်တော်တို့ရဲ့စာမဖြစ်တတ်မှလိုက်မယ်ပေါ့နော်စာမဖြစ်တတ်မှလိုက်မယ်ဆိုတော့ဒါရင်လောက်ရအောင် okay ရပြီပေါ့နော်ဆိုတော့ crafting table ကိုကျွန်တော်ပြန်သေးလိုက်ဒီနောက်မှတ်ထားကြမှာပဲစောတော့တိုးထောင်တွေးလိုက်ဟုတ်တယ်အကောင်တတ်မယ်ဘာလို့လဲဆိုတော့ကျွန်တော်ညဘက်အဲ့လိုချင်းဒီကောင်လေး3မိနစ်ဟိုလောက်လို့ရတယ်ကနေနေပါလောက်လို့ရတယ်ဒီကောင်တော့ထပ်ပြီးသွားပြီပြန်တွေးမှတတ်တော့ဆိုတော့အကောင်လိုက်ရှာမယ်ဟိုမှာခဏနေတလိုက်တော့ရင်ကောင်းမလားရာဒီကောင်နောက်လက်နေကျွန်တော်ဝင်တက်လိုက်တတာတီဝါပါပြီကဲဆိုတော့အပင်လေးကျွန်တော်နည်းနည်းလေးထပ်ခုတ်လိုက်မှာပေါ့နော် blocks လေးနည်းနည်းများသွားပင်ခုတ်လိုက်ခဏအပင်မှာခုတ်ခင်ကျွန်တော်ဘယ်နားရောက်နေရလဲဆိုတော့ကျွန်တော်တည့်ရဒီဘောတော့ကြည့်မယ်ဟာအပြင်မှာခုံတက်တာဟာမှာပြုတ်ကြပါရဲ့ဆိုအပြင်မှာတော့ကြည့်လာဟာတော့ရအောင်ဆိုတော့ကျွန်တော်တို့အင်ရောဆောမှာစမှတ်မှာပဲထားရတယ်မို့နော်စမှတ်မှာပဲကျွန်တော်တို့မြောက်အိမ်လေးတိုင်လောက်တော့စောက်ထားလိုက်မယ်လောလောဆယ်ငါစမှတ်ပြစမှတ်ပဲရောက်အပေါ်မှာထင်ဟုတ်တယ်ဒီမှာကျွန်တော်ရစမှတ်ဒီမှာပဲကျွန်တော်မြောက်အိမ်လေးတိုင်လောက်စောက်ထားလိုက်မှာOkay pickaxe နဲ့တူးရမှာပေါ့နော်ဒီမှာ crafting table ခဏထားလိုက်မှာဆိုတော့ရိုက်ပါနော်တူးလို့ရပြီဆိုတော့ကျွန်တော်တို့တူးမယ်ပေါ့နော်လောလောဆယ်တူးရမယ်ကျွန်တော်စောတော့ဒီပေါ့နော် wooden တစ်တွေတော့ခုတ်ထားတယ်ဆိုတော့ရတူးမယ်ပေါ့နော်ကျွန်တော်တို့ကြီးတူးလာကြီးတူးမယ်ပေါ့နော်တူးမယ်ဒီကောင်းကြီးကနည်းနည်းပုံမှာစောဟာတယ်ပုံမှာနည်းနည်းလေးတူးလိုက်ဆိုရှေ့တူးရမယ်တူးမယ်ဆိုကျွန်တော်တို့အပေါ်ဟာလေးပါ
တူးလိုက်မယ်ပေါ့နော်ဆိုတော့ဒါလေးပါတူးလိုက်မယ်ပေါ့နော်ဒီနည်းနည်းကြံနေရလေးပါတခါပြအောင်တူးလိုက်တော့ဘာမှမထူသေးရတူးလိုက်တော့မယ်တူးမယ်ပေါ့နော် Pickaxe တောင်ကျိုးတော့မယ်နော်နည်းနည်းလေးပဲကြံတော့နည်းနည်းထပ်တူးလိုက်ပြင်ကျိုးမှာ Pickaxe ကဆိုတော့ကျွန်တော်တို့တူးမှကြာလာမှာဆိုတော့ကြော်လိုက်မယ်ပေါ့နော်ဆိုတော့ဒါကတော့ကျွန်တော်အိမ်လေးရဆောက်ပြီးပေါ့နော်အိမ်ညဘက်ဒီကုံသွားတယ်ပေါ့ကျွန်တော်ဓာတ်ပုံရိုက်ဖို့ဆိုပြီးတော့အမပြင်ထွက်လိုက်တာပေါ့နော်ဗီဇုံမီတက်လို့ဆိုပြီးတော့အမကျွန်တော်ဒီကမနေ့ပြန်ရှာရတယ်ပေါ့နော်အိမ်ဆိုတော့ဓမ္မပစ္စည်းတွေတော့ပြန်ကောက်ထားပြီဆိုတော့ဒါလေးတော့လှုပ်ထားတယ်ကျွန်တော်ထပ်တူးလာမှာဗျထပ်တူးမယ်ပေါ့နော်နေအောင်ပါလို့ crafting table ရကျွန်တော်စောစောတော့ပျောက်သွားတယ်ပေါ့အဲ့တော့ဒါလေးပြန်တူးလာအောင် crafting table ပြန်ချမယ်ပြီးဟိုထပ်တော့အောင်ပေါ့နော် pickaxe ထပ်လို့အောင် pickaxe ကအဓိကလိုတော့ပေါ့နော်အားကြောင့်မှာ pickaxe ထပ်လုပ်လိုက်မှာပေါ့နော်ဆိုတော့ကျွန်တော်ဒါလေးပြန်တူးမယ်ပေါ့နော်โอเคတူးလာအောင်ကျွန်တော်တွေထပ်တူးမယ်ဆိုတော့ရဒီလောက်တော့ရပါတယ်ဒီလောက်ဆိုရပါပြီဆိုတော့ဘာလို့ဝိုင်းကောင်းလဲအေးအပေါ်ဟာလေးပဲကျွန်တော်နည်းနည်းပြန်တူးလိုက်မှာညှိလိုက်ကတဲ့ကလုံးအောင်မှာတူကနှစ်ခုပဲရှိပြီဟိုကအရောင်မတူတော့လုံးလို့မရဘူးပေါ့နော် respawn 1နဲ့ဆက်လို့မရသေးဘူးကျွန်တော်တူးတော့တူးပြီးဆိုတော့ကျွန်တော်ဟိုလုံး torch လုပ်ဖို့ပေါ့နော် torch လုပ်ဖို့ဘာလို့လဲOkay charcoal လိုရတယ် touch လို့ဆိုတော့ charcoal ကိုပြန်မိုင်းတော့တူအောင်နော်ဆိုတော့ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲမိုင်းတူတာကတော့နောက်ထပ်အပိုင်းမှာပဲကျွန်တော်ပြန်လုပ်လိုက်တော့မယ်ပေါ့နော်ဒါတော့ကျွန်တော်ရဲ့ပထမဆုံးအိမ်ပါနောက်ထပ်ပိုင်းမှာတော့ကျွန်တော်ရဲ့မိုင်းတူမယ်ပေါ့နော်နောက်ထပ်ပိုင်းမှာဗီဒီယိုလေးကိုကြည့်ပြီးတော့ချစ်ရမှာ